ဒီကောင်လေးဟာအဲ့ရထားပြီးသွားတိုက်နေတဲ့အချိန်မထင်မှတ်ပဲသူ့ခန္ဓာကိုယ်ဟာပျောက်ကွယ်သွားပြီးမှန်ထဲမှာသူ့အဝတ်ပဲရှိနေတာကိုတွေ့လိုက်ရတယ်ဒီကြောက်စရာကောင်းတဲ့မြင်ကွင်းကသူ့ကိုချက်ချင်းတုံ့လောက်သွားစေခဲ့တယ်သူကမှန်ကိုပြန်ကြည့်လိုက်ပြီးသူ့အဝတ်ကိုချွတ်လိုက်တဲ့အချိန်မှာမှန်ထဲမှာသူ့ခေါင်းကပျောက်ကွယ်သွားတာကိုမထင်မှတ်ပဲမြင်လိုက်ရတယ်အဲ့ဒါကြောင့်ကောင်လေးကမှန်ရှိမှထည့်လိုက်ပြီးထိတ်လန့်စွာနဲ့သူ့အဝတ်စားတွေကိုအမြင်ချွတ်လိုက်တဲ့အချိန်မှာတော့သူ့ခန္ဓာကိုယ်ဟာလုံးဝပျောက်ကွယ်သွားတယ်ဒီလိုနဲ့ကောင်လေးအန်အောနေချိန်မှာပဲရုတ်တရက်အမေထူးသူကသူ့ခန်းထဲဝင်လာခဲ့တယ်သူ့မိရောက်လာတော့သူ့သားကအခန်းထဲမှာရှိမနေတာကိုတွေ့လိုက်ရတယ်အမေဖြစ်သူသူ့ကိုမမြင်မှန်းသိပြီးကောင်လေးကစာရွက်ပေါ်မှာသူ့မိကိုသူကကျောင်းကိုစောစောသွားလိုက်ပြီးဖြစ်ကြောင်းရေးလိုက်တယ်အမေဖြစ်သူကစာကိုတွေ့လိုက်ပြီးကြည့်နေတဲ့ချိန်ခွေးကနေရန်ကိုကြည့်ပြီးရုတ်တရက်ဟောင်းလိုက်တယ်ဒါကိုမြင်တော့အမေဖြစ်သူကဘာမှမသိပဲခွေးကနေရန်ကပကြီးပုံကိုတွေ့ပြီးဟောင်းနေရလူထင်ခဲ့တယ်ဒီလိုနဲ့ကောင်လေးကကျောင်းကိုသွားတဲ့ချိန်သူ့ခန္ဓာကိုယ်ကိုအဝတ်တွေနဲ့ဖုံးထားလိုက်ပြီးလာခဲ့တယ်သူကျောင်းရောက်တော့အကြံတစ်ခုပေါ်လာပြီးသူ့အဝတ်တွေကိုအကုန်ချွတ်ပစ်လိုက်တယ်အဲ့ချိန်အမျိုးသမီးတစ်ဖွဲ့ပေးလာတာတွေ့ပြီးကောင်လေးကစိုးညစ်တဲ့အတွေ့တစ်ခုကသူ့စိတ်ထဲကိုချက်ချင်းဝင်လာခဲ့တယ်